ယနေ့တရားကိုဝိသုဒ္ဓိမေထေကတာမှာလာတဲ့ပုထုဇဉ်များကြိုပြီးတော့မသိနိုင်တဲ့အရာ၅မျိုးကစကြရအောင်အတွေးခေါ်လေးတွေပါတဲ့တွေ့တောင်ပြည်သားများကလည်းတူးတူးဆဆနဲ့ဖြေပေးပါဒီကအထေကတာအဖွင့်တန်တစ်လုံးချင်းဖြည်းဖြည်းချင်းမေးပေးပါမယ်အဲ့ဒီမှာဖွင့်ထားတာကဇီဝိတံဗျာတိကာလောစတရားနေကေပနံဂတိဇီဝိတံပုထုဇဉ်မှန်ရင်ငါပဲအသက်အရွယ်မှသိရမယ်လို့ကြိုပြီးတော့သိနိုင်ရဲ့လားဗျာတိဘယ်နာယောဂနဲ့သိရမယ်ရောကြိုပြီးတော့သိနိုင်ရဲ့လားကာလမနမသိမလားနေ့လည်းမသိမလားညမသိမလားကြိုပြီးတော့သိနိုင်ရဲ့လားတရားနေကေပနံဘယ်နေရာဘယ်ဒီတမှာသိမဲဘယ်သုတ်တမှာတကြူမရောကြိုးပြီးတော့သိနိုင်ရဲ့လားဂတိသိပြီးတဲ့နောက်ဘယ်ဘုံရောက်မရောကြိုးပြီးတော့သိနိုင်ရဲ့လားဒီတော့ပုထုဇဉ်တွေဟာဘောအာမခံချက်ဘာမှမရှိဘူးဘယ်တဲ့ရွယ်မှသိရမယ်လဲမသိဘယ်နာယောဂနဲ့သိရမယ်လဲမသိနန်းနန်းနေ့လဲညဘယ်ကာလသိရမယ်လဲမသိဘယ်သုတ်တမှာတကြူရမယ်လဲမသိဘယ်ဘုံရောက်မယ်လဲမသိဘာမှကိုမသိဘူးမှန်တန်ရန်တန်နေကြတာစကားတခုရှိတယ်ပေါ့မြက်ကန်းတစ်စေမကြောက်တယ်ဗါတဲ့တော့မြက်ကန်းတစ်စေမကြောက်အဲ့ဒါအကန်းပုထုဇဉ်တွေပြောတာကြည်စမ်းဘယ်ချိန်သိမယ်လဲမသိဘူးဘယ်တဲ့ရွယ်သိမယ်လဲမသိဘူးဘယ်ဘုံရောက်မယ်လဲမသိဘူးအဲ့ဒါလည်းပဲပြောတပြေပုံမောမဆုံးနဲ့နေလိုက်ကြတာဒီတော့ဘာဖြစ်တယ်လဲတဲ့အပေကြတဲ့ပုထုဇဉ်တွေများတာပေါ့တန်ရုပ်ပါဠိတော်နခတိခုဝမတော့မှာဗုဒ္ဓကဥမာလေးနဲ့ဟောပါတယ်ဣတံခြေသမီးတို့ငါဖះလက်သေးဘော်ကမြင်းမုံလေးရဲ့ဟောဒီအောက်ကမဟာပရဝီမြေကြီးရဲ့ဘယ်ဟာကများတယ်လေဒီလိုမျိုးတော့ပြည်သက်တွေကဖြေကြပါတယ်မြတ်စွာဘုရားအောက်ကမဟာပရဝီမြေကြီးကအစမတန်များပြပါတယ်ဖះမြတ်စွာဘုရားလက်သေးဘော်ကမြင်းမုံဆိုတာဟာအနည်းငယ်ပါဖះမနှိုင်းစာလောက်ပါဘူးဒီတော့ဗုဒ္ဓကခြေသားခြေသမီးတို့အဲ့ဒီဥမာအတိုင်းပဲလူဝါကနေသေးပြီးတော့သုက္ကတိလို့ခေါ်တဲ့လူဘုံနတ်ဘုံဗြဟ္မဘုံရောက်တဲ့လူသားတွေဟာငါဖះလက်သေးဘောကမြေမှုန့်ပမာဏလောက်ပဲရှိတယ်အဲ့ဒီလူဝါကနေသေးပြီးတော့ငယ်လေးဆံပြစ်တာသူတကယ်လို့ခေါ်တဲ့အပေလေးပုံကြတဲ့လူသားတွေကတော့ဟောဒီအောက်ကမဟာပထဝီမြေကြီးအမှုန့်ပမာဏလောက်ရှိတယ်ဒီလိုဟောကြားတော်မူခဲ့ပါတယ်ဒါကြောင့်ယခုတရားနာပြည်သားများဒါဆိုတန်ဝေကယူတတ်ပါပြီဩဒါကြောင့်အပေလေးပုံမှာတရဝါတွေများကြတာကိုအခုမေးခဲ့တဲ့မေးခွန်း၅ချက်တခုမှဖြစ်နေတဲ့အတွက်ကြောင့်ပုထုဇဉ်တွေဟာရန်တန်နေကြရန်တန်သေးကြရန်တန်ရောက်ကြတာပါလားလို့တန်ဝေကယူစေခြင်းနဲ့ဒီတော့အဲ့ဒီလိုတရားဓမ္မတို့ကဲ့သို့ဆွဲလန်းတရားသားတွေမယားတွေနောက်ဇနီးခင်ပွန်းတွေတိုက်တွေချမ်းတွေပေါ့ဆွဲလန်းစရာများပြားတဲ့လူပုဂ္ဂိုလ်များမဆိုထားပါနဲ့ဆွဲလန်းစရာဘာမှမရှိပါဘူးလို့သတ်မှတ်ထားတဲ့ယဟန်တန်ကအချုပ်တောင်မှပုထုဇဉ်ယဟန်တန်ကအချုပ်တောင်မှအပေကြကြတယ်နားထောင်စကားလေးတစ်ခုရှိတယ်ပေါ့အတွေးခေါ်ပညာကြီးမားတဲ့ပုဂ္ဂိုလ်ဆိုတာသူများအမှားကိုကြည့်ပြီးတော့ကိုယ်အမှားမဖြစ်အောင်သင်ခန်းစာယူတတ်တယ်အတွေးခေါ်နဲတဲ့ပုဂ္ဂိုလ်တွေကြတော့သူများအမှားကြည့်ပြီးတော့သင်ခန်းစာမယူတတ်ဘူးကိုယ်ကိုယ်တိုင်မှားမှသင်ခန်းစာယူတတ်တယ်သူကညံ့သွားပြီအဲ့ဒီတဲ့အညာဆုံးပုဂ္ဂိုလ်ကတော့ကိုယ်ကိုယ်တိုင်မှားတာတောင်မှသင်ခန်းစာမယူတတ်ပါဘူးယခုသင်ခန်းစာယူစရာအကြောင်းလေးနားရအောင်တောင်မဂ္ဂဒေဝမှာလင်္ကာလေးနဲ့ပြောထားတယ်ဩဇာစုကိုမဆိုးထားလို့ကိုဝေချုံနံပစိုးနွမ်းကသင်္ကန်းမြ၌လောဘဤဟိငဲ့သည့်စိတ်ကြောင့်ဘုတ်ပြိတ်တန်းပြဖြစ်ကုန်ကြ၏ဗုဒ္ဓလက်ထက်ကတိတ်တအမိရှိတဲ့ယဟန်တစ်ပါးယဟန်ကောင်းယဟန်မြတ်တစ်ပါးပါပဲတို့တော်ပုထုဇဉ်မှာတခါတော့သူ့ရဲ့ဒုမတယောက်ကလှူတဲ့အင်မတန်နုညံ့ပျော်ပြောင်းတဲ့သင်္ကန်းအကောင်းစားတစ်စုံရတော့သူကသိဝမ်းသာတယ်ဆွဲလန်းမိရှာတယ်ကောင်းလိုက်တဲ့သင်္ကန်းလေးသူကရန်လာရဝင့်မယ်ဆိုတဲ့စိတ်နဲ့ကောင်းအောင်မှထားပြီးတော့အိပ်ပါတယ်ကျိန်းပါတယ်ညကြတော့သူကတော့အသက်50နဲ့တော့မသေးသေးဘူးထင်တာပေါ့တိုးတော်ဖះကဟောထားပြီလေဇီဝိတပုထုဇဉ်မှန်ရင်ဘယ်အသက်ရွယ်သိရမယ်ကြိုးမသိဘူးဒီတော့ညတကောင်မှာပဲယောဂတစ်ခုနဲ့ပြန်တော်မူသွားရှာတယ်ဒီတော့အဲ့လိုယဟန်တန်ဃာများအနံမထားခင်ကြံတဲ့ပစ္စည်းကမတတန်တကပေါ့ကြံတဲ့တန်ဃာတွေပိုင်နေတေသူရဲ့ပစ္စည်းကျန်တဲ့တန်ဃာတွေဝေချမ်းယူကြမယ်လို့တော့သင်္ကန်းကောက်ထဲကအတန်ကြီးတန်ထွက်လာတယ်ငါသင်္ကန်းမယူကြနဲ့ငါသင်္ကန်းမယူကြနဲ့ယဟန်တန်ဃာတွေကမကြောက်ဖះရှင်ကကြားတော့သူတို့ရဲ့ဝေချမ်းမှုကိုခဏဆန်းခိုင်းတယ်ရှင်သားတို့မဝေချမ်းကြနဲ့အိုးတိတ်တယဟန်ကြီးဟာသင်္ကန်းကိုစွဲတဲ့လောဘနဲ့ပြန်တော်မူခဲ့လို့
သင်္ကန်းကောက်ထဲမှာတန်းပြိတ်တာကြီးဖြစ်နေတယ်မကြွသေးဘူးကြည်စမ်းဘာလို့တန်ဝေကရောက်ဖို့ကောင်းတယ်လေအဲ့ဒါ9ရက်ရှိမှသူလွတ်ပြီးတော့နတ်ပြည်ရောက်လိမ့်မယ်သင်တို့9ရက်ပြည့်မှသူ့ရဲ့သင်္ကန်းကိုဝေဖန်ကြပါခွဲချမ်းကြပါအဲ့လိုပြောမှအဲ့ဒါ9ရက်စောင့်ရတယ်9ရက်ပြည့်မှတန်းပြိတ်တာဘွားကလွတ်ပြီးတော့နတ်ရွာသူကတိရောက်ပါတယ်ကိုင်းပြေးတံများသင်္ကန်းစာယူစရာမကောင်းဘူးလားအဲ့ဒါဆွဲလန်းတဲ့လောဘကြောင့်ပြိတ်တာပုံကြတာဒါကြောင့်ဘာကူမှမဆွဲလန်းပါနဲ့လို့အရေးတကြီးမှာလိုက်ချင်ပါတယ်ဒီတော့အဲ့လိုရဟန်းတန်ကအချုပ်တောင်မှပုထုဇဉ်အချုပ်တောင်မှအပေလေးပုံကြရင်ဒကာဒကမတွေဆိုပို့ပြီးတော့မကြနိုင်ဘူးလားကြနိုင်နေဒကဘာလုံးမှာလူကြီးဟာတန်ပေါင်း6000ကျော်ပဲရှိတာအေးပြိတ်တာတစ်စီသေးပေါင်းကလေဂရီပေါင်း6000မကဘူးအများကြီးပဲပြိတ်တဲ့တို့မမြင်ရလို့သူတို့ကလူတွေကမမြင်ရဘူးကန့်လာပေးတဲ့တကူလေးပေါ့ဒါပဲရှိတာပါအများကြီးပဲဒီတော့ဒါဆိုရင်ဘုရားတပည့်တော်ပုထုဇဉ်တွေဒီဒေသနာရဆိုရင်အပေငရဲပဲအားလုံးဆင်းကြတော့မလားဘုရားမဆင်းရပါဘူးအဲ့လိုမဆင်းစေခြင်းလို့လည်းပဲဒီနေ့တရားဝေကျင့်ပါတာပါအဲ့လိုမဆင်းစေတဲ့တရားကိုလည်းဘုရားကအားပေးထားပါပြီအင်္ဂုတ္တထက္ကရာမှာပုထုဇဉ်တွေအပေမကြအောင်တားပေးမဲ့ကုသိုလ်9မျိုးမှတ်ကြရမယ်နော်အဲ့ဒါလင်္ကာလေးဒါအင်္ဂုတ္တထက္ကရာမှာဖွင့်ပါတယ်လင်္ကာလေးကယရနာရွယ်လုံးပလေကုံစိန်စီမြဲသုံးသမင်ကြီးငယ်ပင်စသည်နေတိုင်းနိဗ္ဗာန်မဝေးလံစေရန်စွမ်းဝဲရပိုင်းဝါသင်္ကမသွေမှန်းရရကန်နဲ့ဆိုင်အနေတန်ခဲကိုင်းရနဲ့ရှက်တိုင်းနဲ့ကြောင်းငယ်ဒီခုနှစ်ကာလဆွဲဒါနာမြေသုံးဆောက်ဒီဝဲသောတာပန်ဇန်ွယ်မြတ်နဲ့ခိုးမိလို့ဟောသည်သုံးတိုက်တဲ့သူဆုံးမြတ်ယူယေရာနာသေးတဲ့ကုငယ်အရေးတူလူမြဲခွက်လေးအတိပ္ပယ်လေးနားထောင်ကြစမ်းပါပုထုဇဉ်တိုင်းအာကူရမယ်အပေတကားပိတ်တဲ့ကုသိုလ်ဖြစ်နေလို့ပါပဲနံပါတ်1အပေတကားပိတ်တဲ့ကုသိုလ်ကတရားတော်မှာသီလယူခံနေမှာဘောဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃာတရဏံကိစ္ဆာမိလို့မဆိုကြဘူးလားအေးအရိဘုရားတရားသံဃာတရဏဂုံသုံးပါဆွေးမြဲတဲ့ပုဂ္ဂိုလ်တွေဘယ်တော့မှအပေမလားပါအာကူစရာမကောင်းဘူးလားအာကူရမယ်နော်နံပါတ်2က5ပါးသီလမြဲတဲ့ပုဂ္ဂိုလ်အပေမလားပါနံပါတ်3ကအာယုံစွမ်းနေစွမ်းနေစဉ်မပြောင်းလှူဒန်းတဲ့ပုဂ္ဂိုလ်များအပေမလားပါနံပါတ်4ကစေရံမဲ့လှူဒန်းတဲ့ပုဂ္ဂိုလ်များအပေမလားပါနံပါတ်5ကဝါဆိုသင်္ကန်းလှူတဲ့ပုဂ္ဂိုလ်များအပေမလားပါနံပါတ်6ကရေတွင်းရေကန်လှူတဲ့ပုဂ္ဂိုလ်များအပေမလားပါနံပါတ်9ကတန်ခီကာကြောင်းဆောင်လှူတဲ့ပုဂ္ဂိုလ်များအပေမလားပါလို့အပေမလားတဲ့ကုသိုလ်ဘယ်နှမျိုးလဲ9မျိုးလုံးလှုပ်เสียရမလိုပါဘူးဗျာတစ်မျိုးလောက်ပြည့်စုံရင်ပဲအပေတကားပိတ်တယ်နော်